ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဓဆိုတဲ့ယဟန်အိုကြီးတစ်ပါးရှိတယ်အသက်ကြီးမှယဟန်ပြုတာသူယဟန်ပြုတော့သူ့ကိုဘယ်သူကမှယဟန်ပြုမပေးခြင်းဘူးဘယ်ယဟန်ကမှပြုမပေးခြင်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဒီပုံနာကြီးရဲ့ကျေးဇူးတရားတွေမင်းတို့ပုံများမရှိကြဘူးလားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကကျေးဇူးသိသိတာဆိုတော့မှန်လားပါဗျာတပည့်တော်အပေါ်မှာဆွန်းတစွန်းလောင်းမှုတဲ့ကျေးဇူးရှိပါတယ်ဒါကြောင့်တပည့်တော်ဒီပုံနာအိုကြီးကိုယဟန်ပြုပေးလိုက်ပါမယ်အဲ့ဒီမှာယဟန်ပြုပေးတယ်ကြီးမယဟန်ဖြစ်တာဆိုတော့ဘာမှပြောကောင်းမှဟုတ်ဘူးလို့ထင်ကြရရှိတယ်သို့တော်တခြားသည်ဗျာပြောလို့အင်မတန်ကောင်းတယ်ငါစားလဲတင်နိုင်တော့တာမဟုတ်ဘူးငါကိုမသိတော်တာတွေကိုပြောသမျှငါအကုန်ပြင်မယ်ဟိုယဟန်ကဒီလိုပြောရင်ဒီလိုပြင်လိုက်တယ်ပြောသမျှအကုန်ပြင်တာအဲ့ဒါရက်ပိုင်းအတွင်းအဲ့ဒီရာဓယဟန်ကြီးဟာယဟန်နာဖြစ်တယ်မှန်ပါဗျာသူမဟုတ်တာတွေကိုပြောတာနော်ယဟန်ကြီးဒီလိုမဝင့်နဲ့ဒီလိုမပြောနဲ့ဓာတ်ရိုက်ပြောတာနော်ဓာတ်ရိုက်ပြောတာဆိုရင်လူတွေဟာခံနိုင်ခဲ့တယ်နော်ပြီးမှသာကျေးဇူးတင်ရင်တင်မယ်ကြားကစားတော့ထောင်းဝင်တဲ့ဒေါသထသွားမယ်ကိုယ့်အတ္တကိုလာထိတာဟုတ်ဗျာဟုတ်လားအဲ့ဒီယာရမထေကတော့ခံနိုင်နေမဟုတ်ဘူးမဟုတ်လို့ပြောတာငါပြင်မယ်အဲ့ဒီလိုပြင်လိုက်တော့2ရက်3ရက်အတွင်းဘာဖြစ်တယ်ယဟန္တာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်နေဒီနံဝဘောတာရံယံပတ္တိဝဇ္ဇံတတိနံနေကိစ္စဝါရိမေရာဝေတာတိတံပန္တိတံပစီဒါတိတံပဇမာနတ္တတေယောဟောတိနပါပိယောအဓိပ္ပာယ်ကဘာလဲဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုမကောင်းကြောင်းတွေကိုရှေ့တင်ပြောဆိုနေတဲ့ပုဂ္ဂိုလ်ကိုနှိပ်စက်ပြီးတော့ပြောဆိုတဲ့ပုဂ္ဂိုလ်နော်ကိုမကောင်းတာပြောတယ်ဆိုမှတော့ကိုဆင်းရဲပြီလေဟန်ဆောင်ပြီးတော့ရပါတယ်လို့ပြုံးနာနေလဲရတာစိတ်ထဲကတော့တိတ်ပြီးတော့မချိလှအောင်ဒါဥစဉ်တို့လည်းဒီတိုင်းပဲဒကာကြီးဒီမကြီးများလည်းဒီတိုင်းပဲဖြစ်ပါလိမ့်ဒါကြောင့်ကိုမကောင်းတာကိုပြောတယ်ဆိုရင်အဲ့ဒါနှိပ်စက်ပြီးတော့တစ်ဖက်ကဘာလုပ်နေတာလဲပြောနေတာအပြစ်ကိုပြပြီးတော့အဲ့ဒါလိုနှိပ်စက်ပြီးတော့ပြောတဲ့အမျှော်မြင်ရှိတဲ့ပညာရှိကိုတဲ့မြေအိုးထဲမှာပိုင်ရှင်မရှိတဲ့ရွှေအိုးတွေကိုဖော်ပြတယ်လို့မျိုးရွှေအိုးကိုညွန်ပြတဲ့လူလို့သဘောထားရမယ်တဲ့မှန်ပါဗျာတစုံတယောက်သောပုဂ္ဂိုလ်ကဟေဟိုနားမှာပိုင်ရှင်မရှိတဲ့ရွှေအိုးကြီးရှိတယ်သွားယူကြပါလားဆိုရင်ဘယ်လိုလုပ်မှာလဲတောက်လျှောက်သွားယူမယ်အဲ့ဒီလူကိုရှ िख ိုးကျင်တောင်ရှ िख ိုးသွားလိုက်အောင်မယ်ဟင်ဒကမာကြီးများမှန်ပါပြီကိုယ့်ရဲ့အပြစ်ကိုနှိပ်စက်ပြီးတော့နှိပ်ကွပ်ပြီးတော့နာနာကျင်ကျင်အပြစ်မြင်တိုင်းဝမ်းလွှဲမတူဟုတ်တိုင်းဆိုတတ်တဲ့ဆရာရဲ့ဂုဏ်ကျေးဇူးတသိတ္တိတနဲ့ပြည့်စုံတဲ့မိတ်ဆွေသို့မဟုတ်ပညာရှိတယောက်ကိုတွေ့ရတဲ့ဆိုရင်ရွှေအိုးကိုညွှန်ပြတဲ့လူလို့သဘောထားရမယ်အဲ့ဒီလူမျိုးနားထောင်တတ်ရမယ်မှန်ပါဒါဒီတံပဇာမာနတတေယောဟောတိနပါပိယောတာတိတံထိုကဲ့သို့သောပညာရှိကိုပဇာမာနတချင်းကံသောပုဂ္ဂိုလ်အားတေယောဟောတိနပါပိယောမြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ရှုံးတယ်ဆိုတာမဖြစ်နိုင်ဘူးမြင့်မြတ်တယ်ဆိုတာသာဖြစ်နိုင်တယ်ယုံညံ့တယ်ဆိုတာမဖြစ်နိုင်ဘူးဟုတ်လားအပြစ်ပြပြီးတော့ကိုယ့်ကိုပြောဆိုတဲ့ပုဂ္ဂိုလ်ကိုကတကယ်လို့မြန်ရွှေအိုးပြတဲ့လူလို့သဘောထားနိုင်မယ်ဆိုရင်ကိုဟာမြင့်မြတ်တဲ့လူဖြစ်မယ်ယုံညံ့တဲ့လူမဖြစ်နိုင်မှန်ပါဟာနားတဲ့ကိုတန်ရီဘူးနဲ့လောင်းလိုက်တယ်လို့ခံရခက်တယ်ကွာလာမပြောနဲ့ငါသိတယ်ငါတက်တယ်ဆိုပြီးတော့ဒေါသတွေနဲ့ပြန်တုံ့ပြန်မယ်ဆိုရင်တော့ယုံညံ့တဲ့သူရှုံးတဲ့သူဖြစ်သွားမှာပေါ့ဟုတ်လားဒါကြောင့်ပေးသားပေါင်းသူတော်ကောင်းတို့ဘေစကားကိုဘယ်လိုနားထောင်မလဲဆိုတဲ့နေရာမှာကိုယ့်ရဲ့မကောင်းကြောင်းတွေကိုယ့်ရဲ့အပြစ်တွေကိုပြောလို့ဟုတ်လာပြီဆိုရင်တော့ပြင်မဲ့စိတ်နဲ့နားထောင်ရမယ်တနည်းအားဖြင့်တော့ကျေးဇူးတင်လိုက်တာဒီလူကိုရွှေအိုးပြတဲ့လူလို့သဘောထားရမယ်ဒါမှတိုးတက်မှာဗျမှန်ပါဟုတ်လားကိုယ့်ရဲ့မကောင်းကွက်ကိုထောက်ပြတဲ့လူတကယ်လို့များလေတခါကြီးဒီမိုင်းများပွဲလန်းသဘင်သွားကနီးမှာကိုမျက်နှာပေါ်မှာအညစ်ကြီးတစ်ခုပေးနေတယ်ဆိုကြပါစို့ကိုကတတိမေးလျော်လို့မှန်မကြည့်ခဲ့ရလို့တစုံတစ်ခုသောအကြောင်းကြောင့်အဲ့ဒါကိုမသိဘူးလို့ဆိုကြပါစို့အဲ့ဒါကိုတယောက်ကဟေးမင်းမျက်နှာပေါ်မှာလေအညစ်အကြေးတွေဒီတဲ့အဲ့ဒီလူကိုကျေးဇူးတင်ပါလားကျေးဇူးတင်ပါဗောဗျာ तू မပြောလို့ရှိရင်ဟိုလူပုံများတဲ့ရောက်တော့ကိုမလှတာကြီးရွာလေပြတယ်လို့ဖြစ်နေပြီဟုတ်လားအေးကိုယ့်ရဲ့အပြစ်ဟုတ်တာကိုပြောတဲ့လူကိုမုန်းလို့ပဲပြောချစ်လို့ပဲပြောကျေးဇူးတင်ကိုတင်တဲ့နဲ့တချို့လည်းပဲမုန်းလို့ပြောတာပါကိုကောင်းစေခြင်းလို့ပြောတာမဟုတ်ဘူးမ
မုံလို့ကိုအပြစ်မရှိအပြစ်ရှာပြောနေတာဒါပြီးအဲ့ဒီအပြစ်ကလည်းတကယ်ရှိနေတတ်တယ်တကယ်ရှိရင်တော့ပြင်ရမယ် ပြင်ရပါ ဟုတ်လားကိုင်းတကယ်မရှိဘဲနဲ့ပြောလာရင်ဘယ်လိုလုပ်ရမလဲခေခံရမယ်ဘာတတ်နိုင်မှာလဲသူတို့ရဲ့နှုတ်ကိုလိုက်ပိတ်လို့မှမရပဲကို ဟုတ်လား မှန်ပါဗျာ မဟုတ်ရင်တော့အပြစ်တွေပြောတာကိုသိခံရမယ်